ဟန်နာဘာစားမလဲကိုသွားဝယ်လိုက်မယ် ရိုကိုကြိုက်တာဝယ်ခဲ့ ရှင်သန်နဲ့ချွန်းကအင်းကြီးချင်းကျောင်းနေဘက်တွင်ချွန်းအိမ်ကျောင်းသွားတွေကအဆက်တွေကျသွားတာ အတန်းပြီးအတူတူပြန်မယ်နော်တူတူသွားမယ်နော် ဘိုးရအတူပြန်မယ်နော်ရန်နန်းနဲ့အတူပြန်မယ်လေဂျန် ဟန်နာကိုကြောင်းကြိုဖို့လုပ်ပေးမယ်လို့ကျွန်တော်ကတိပေးထားလို့ပါ ရတဲ့ဂျန်ဟန်နာကိုစိတ်မပူနဲ့ ဟန်နာနဲ့ဂျွန်ကဘယ်လိုရင်းနှီးမှုမျိုးနဲ့ပတ်သက်နေရလဲ ကျော်မိဘတွေကဟန်နာမိဘတွေနဲ့အတိမိတ်ဆွေတွေပါဟန်နာနဲ့ကျော်ကခင်တာတိတ်မကြသေးပါဘူး ဘာဖြစ်လို့လဲဟန်နာကိုကျွန်တော်သဘောကျနေလို့ဆိုင်သူရှိနေမှာစိုးရိမ်မိတယ် ကျမကိုစဉ်းစားဖို့အချိန်ပေးပါ